တကယ်ကိုးကွယ်ရအစစ်ဆိုတာဖရာတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်ရမယ်ဒါဖြင့်ဖရာကိုကိုးကွယ်တာဘာအတွက်ကိုးကွယ်တာလဲဆိုဖရာကိုးကွယ်မှအမှန်သိမှာဟုတ်အမှန်သိဖို့ကိုးကွယ်တာဖရာနဲ့တွေ့မှအမှန်ကိုသိလို့ရတာမို့ဖရာကိုကိုးကွယ်တာဖရာငါကိုးကွယ်လို့ပြောတာမဟုတ်ဘူးဖရာဆိုတာသူ့ကိုယ်သူရည်ညွှန်းတာလည်းမဟုတ်ဘူးလောကမှာအမှန်တရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာကိုဗုဒ္ဓလို့ဒီလိုပြောတာနော်အနေရခသိကင်းချင်းစေနိုင်တဲ့ကိုယ်ဝေယဆိုတာဖရာတရားတန်ခါပဲဖြစ်တယ်။ဘာကြောင့်ဘေးကင်းရန်ကင်းဖြစ်စေနိုင်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကိုကိုယ်ဝေစိတ်ကပ်ခြင်းအပြင်မြတ်စွာဘုရားကအမှန်တရားကိုဟောကြားပြီးမှန်ကန်တဲ့လမ်းကြောင်းနဲ့ဆုံးမသွန်သင်ပေးမှာဖြစ်တယ်။အဲဒီဆုံးမသွန်သင်ပေးတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ကောင်းကျိုးတွေရနိုင်တယ်။ဒါဖြင့်အဲ့ဒီလမ်းညွှန်ဆုံးသွန်သင်ပေးတဲ့အဆုံးအမတွေဆိုတာဘာတွေလဲလို့ဆိုဓမ္မဒါကြောင့်ဓမ္မကိုးဝယ်ရတဲ့ဆိုတာဓမ္မဆိုတာကျင့်သုံးဖို့ပဲတန်ခါဆိုတာတော့ဓမ္မကိုကျင့်သုံးလာတဲ့အနေနဲ့ကျင့်သုံးပြီးကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဒါနကောင်းမှုပြုတဲ့အခါမှာနည်းနည်းလေးလှူပြီးများများရစေနိုင်တဲ့မြေကောင်းရေကောင်းတစ်ဖွဲ့ဖြစ်လို့တန်ခါကိုကိုးဝယ်တယ်လို့ဒီလိုဆိုတယ်တနည်းအားဖြင့်တော့ဖရာအကြောင်းတရားအကြောင်းကိုတန်ခါတွေမှတစ်ဆင့်သာသိနိုင်တာဖြစ်သောကြောင့်တန်ခါကိုကိုးကွယ်ရတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဘုရားဓမ္မတန်ခါလို့ဆိုတာဟာဒါကိုယ်ရင်ရည်ညွှန်းတာမဟုတ်ဘူးအလုံးဘယ်ခေတ်ဘယ်ကာလပဲဖြစ်ဖြစ်အမှန်သိတဲ့ပုဂ္ဂိုလ်ထိုမှန်သိတဲ့ပုဂ္ဂိုလ်ရဲ့အဆုံးအမထိုအဆုံးအမတိုင်းလိုက်နာကျင့်ကြံနေကြတဲ့ပုဂ္ဂိုလ်တွေလို့အဲ့ဒီပုဂ္ဂိုလ်တွေစီကမှအမှန်သိမှုကလည်းရရှိလာနိုင်တယ်ပေါ့ဒါကြောင့်မို့ရသော်ဗျာယောစဗုဒ္ဓင်္စဓမ္မင်္စတန်ခင်း္စတရဏံကတောဒါဖြင့်ဘုရားဓမ္မတန်ခါကိုကိုးဝယ်တဲ့အခါဘလို့အကျိုးကျေးဇူးတွေရတော့ဆိုစတ္တာရိအရိယသစ္စာနိတမ္မပညာယပတ္တတိအမှန်တရား၄ချက်ကိုမှန်ကန်တဲ့ဉာဏ်နဲ့သိနိုင်တယ်အဲ့ဒါပညာရဖို့အတွက်ကိုးဝယ်တယ်လို့ဒီလိုပြောတာပဲဘုရားစီကအဆုံးအမရအဲ့ဒီအဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ဆင်းရဲဒုက္ခတွေကလွတ်မြောက်နိုင်တယ်လို့မြတ်စွာဘုရားကအမှန်ကန်ဟောပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးနဲ့တွေ့မှမှန်ကန်တဲ့အသိဉာဏ်တွေရမှတန်တရားကိုဆင်းရဲလွတ်ကိုင်းနိုင်တယ်ဆိုတဲ့အကြောင်းကိုရှင်းလင်းပြောပြတဲ့အခါမှာအားလုံးအဂိတတရဲ့တပည့်တွေယသိတွေဟာအားလုံးပဲမြင်မှန်ရသွားကြတယ်နောက်ဆုံးအဂိတတယသိကြီးပါယန္တာဖြစ်သူရောက်သွားကြပြီးတော့ဒီယသိတွေလမ်းလွဲပြီးတော့နေကြထိုင်ကြတာတွေအကုန်လုံးလမ်းမှန်